ကျွန်တော်ကိစ္စတစ်ခုကအတိတ်မှာပြီးဆုံးသွားခဲ့ပြီလုံးဝပြီးဆုံးသွားခဲ့ပြီဆိုလို့ရှိရင် simple past tense ဆိုတဲ့ verb 2ကိုသုံးပါတယ်ကျွန်တော်ဒီနေ့ဥပမာဝါကျလေးကြည့်လိုက်ရင်ပိုပြီးရှင်းသွားပါလိမ့်မယ်ဒီနေ့မနက်ငါမုံဟင်းကစားခဲ့ဒီနေ့မနက်မှာပြီးဆုံးသွားခဲ့ပြီစားခဲ့တယ်ဆိုတော့ပြီးဆုံးသွားခဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ verb 2ကိုသုံးပါမယ်အဲ့တော့ဒီနေ့မနက်ငါမုံဟင်းကစားခဲ့ဆိုတော့ I had mohinga for breakfast this morningဒီမှာကျွန်တော်လုံးဝစားခဲ့ပြီးသွားပြီပြီးဆုံးသွားတဲ့အရာဖြစ်တဲ့ကြောင့်ကျွန်တော် verb 2ကိုသုံးတာဖြစ်ပါတယ်မနက်စာအတွက်မုံဟင်းကစားခဲ့တာဖြစ်ပါတယ်ဒီမနက်မှာကဲနောက်တစ်ခုကျွန်တော်တို့ထည့်ကြည့်လိုက်အောင်အရင်လကငါကလောကိုသွားလဲခဲ့အရင်လကသွားလဲတာလဲပြီးသွားပြီပြီးဆုံးသွားတဲ့အရာတစ်ခုဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ verb 2နဲ့ပဲသုံးပါမယ်အဲဆိုရင်ကြည့်အောင် I visited Galore last monthအရင်လကလဲပြီးတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော် verb 2နဲ့ပဲကျွန်တော်သုံးတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကျွန်တော်ထပ်ကြည့်အောင်ပြီးခဲ့တဲ့နှစ်ကသူတို့လက်ထပ်ခဲ့တယ်သူတို့လက်ထပ်ပြီးခဲ့တာပြီးခဲ့တဲ့နှစ်ကလုံးဝပြီးဆုံးသွားပြီးတဲ့အရာလက်ထပ်ပြီးသွားခဲ့တာအဲ့တော့ကျွန်တော် verb 2နဲ့ပဲသုံးပါမယ် they got married last yearပြီးခဲ့တဲ့နှစ်ကသူတို့လက်ထပ်ပြီးခဲ့တယ်ပြီးခဲ့တဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ verb 2နေနဲ့သုံးတာဖြစ်ပါတယ်ဟုတ်ပါပြီကျွန်တော်ဒီနေ့ဒီ simple past tense verb 2ကိုဘယ်နေရာမှာသုံးလဲဆိုတော့ကျွန်တော်ရှင်းပြပေးနေတာဖြစ်ပါတယ်ကျွန်တော် present tense ကို present tense ၄မျိုးကိုကျွန်တော်ဗီဒီယိုလေးနဲ့ကျွန်တော်ရှေ့မှာရှင်းပြပြီးဖြစ်ပါတယ်အဲ့မှာလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးတွေကိုတွားပြီးလေ့လာလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ share လုပ်ရှင်တာတော့ဒီဟာလေးပဲဖြစ်ပါတယ် thanks for watching see you in the next video